အဲ့တော့ဘရူနိုမဘရူနိုဖြစ်တာလည်းပြပြောလို့မရဘူးပေါ့ဘရူနိုတော်တော်ဟိုက်ခဲ့တာအဲ့နှစ်မှာအတင်းအောင်မြင်ခဲ့နိုင်ကြီးညပွဲရှိရဲ့အဲ့ပွဲမှာသူကတကူတွင်းပြီးတော့တကူ assist ပြီးတော့အဲ့နှစ်မှာတော့ကျွန်တော်UF Europa League Final နဲ့ပြီးခဲ့တာအဲ့နှစ်မှာကျွန်တော်သိပြောစရာမရှိဘူးကျွန်တော် manager ရင်းနဲ့ပိုင်းနဲ့လို့တွဲဖိတ်မပြောတော့ဒါ player ရဲ့သူ့ရဲ့အကြောင်းတစ်ခုပဲဟိုပဲ documentary ပုံစံမျိုးလေးကျွန်တော်အစစ်စစ်ပြောသွားတယ် Manchester United ရဲ့အကြောင်းကိုကျွန်တော်သိစိတ်မပါတော့ဘူးဗျအဲ့ဒုတိယရာသီမှာသူတွင်းကိုက18ဂိုးနဲ့သူကဟို top 3ရမှာပါတယ်အဲ့ပြင်သူဟိုassist မှာဒုတိယခုကသူApril လောက်ရောက်တဲ့အချိန်မှာသူပြဿနာတစ်ခုစတာပဲ April မှာဒီ European Super League ပေါ့ဒီ VAR တို့ဘောက်ထောင်မှုသူ league တက်ထောင်မှုဂျိုင်းမှာဖြစ်လိုက်တယ်အဲ့မှာ United ကရောင်စိမ့်သွားလုပ်တယ်ရောင်စိမ့်သွားလို့တော့သူအရင်ဆုံးထုတ်ပြောရ player United တင်နေမှာပေါ့သူအပြစ်တင်တယ်ပေါ့ဗျာ United ဒီလိုစဉ်းစားတာESL ရောဝင်မယ်ဆိုရဲ European Super League ကိုအဲ့တော့ဝင်မယ်ဆိုရဲဆုံးဖြတ်ချက်ကိုသူအပြစ်တင်အဲ့တော့တိတ်မကြလိုက်ဘူး United ကအဲ ESL ပါဖို့နောက်ဆုတ်လိုက်ကြတယ်အဲ့တော့အမှတ်တရလေးပေါ့ဗျာအဲ့ဒီမှာအမှတ်တရအနေနဲ့ပြောမယ်ဆိုရင် Europa League မှာ semi final မှာဒီဟို Roma 6-2 နဲ့နိုင်တဲ့ပွဲမှာ2ဂိုးသွင်းပြီး2ဂိုး assist ပါတယ်အဲ့ Roma ကိုဆိုရင်ကျွန်တော်က3-2ရှုံးလာတာမသိဒုတိယကြောင်းမှာကျွန်တော်နိုင်ပြီးတော့8-5နဲ့ကျွန်တော်တို့ final ကိုတက်သွားခဲ့တဲ့နှစ်ပေါ့ကန်ဆိုးခဲ့အောင် final မှာကျွန်တော်ရှုံးခဲ့တယ်ပေါ့ဗျာ Bruno အဲ့တော့ဗလာရီယာနဲ့1-1တီးကြပြီးတော့ပိုင်ဒီဆုံးဖြတ်ပြီးရောက်သွားတယ်ပိုင်ဒီမှာ Bruno ကန်တော့ဝင်တယ်ဒါပေမဲ့ကျွန်တော်တင်ရှုံးသွားတယ်ပေါ့ကျွန်တော်တယောက်ကလွယ်ပြီးတော့ကျွန်တော်ဒုတိယ Europa League ဒုတိယနဲ့အဲ့ဒီကျင်းနေလိုက်ရတယ်ဘာဖလားမှမရဘူးဘာ Bruno တို့အောင်မြင်မှုကတော့သူရဲ့ individual နဲ့ပဲရှိတယ်တဲ့ဘာမှမရှိခဲ့ဘူးပေါ့ကဲဒါဆိုရင်တော့ Bruno နဲ့2021-22 ရာသီကိုဖြတ်တန်းပြီးသွားပြီပေါ့ဒီလိုနဲ့2022-23ရောက်ပြီပေါ့ကျွန်တော်တို့ပြောရမယ်ဆိုဒူမာတာထွက်သွားပြီးရဲ့နောက်ပိုင်းမှာဒီနံပါတ်8ကိုဝယ်ခဲ့အဲ့ဒီရာသီမှာပထမဆုံးဟိုဆောင်းစပ်တဲ့ပွဲမှာပထမဆုံးကိုဆိုင်အဲ့ဒီရာသီအတွက်ထူးခြားချက်တွေကတော့ round ပွဲမှာကိုဆိုင်ရတယ်သူ့ရဲ့ပွဲ150မြောက်ကိုဘုံမောင်းတဲ့ပွဲမှာသူဆိုင်ရတယ်ပေါ့အဲ့ပွဲမှာ3-0နိုင်တယ်အဲ့ပွဲမှာ Marcus Rashford ကိုသူ assist ပေးလိုက်နိုင်တယ်ပေါ့ပြီးတော့ January 14 ရက်နေ့မှာ United Derby မှာ2-1နိုင်တဲ့ပွဲမှာသူတကိုးတွင်းခဲ့တယ်သူ့ရဲ့အရန်ကောင်းခဲ့ပါတယ်အဲ့ပွဲမှာတော့သူ့ကြောင့်နိုင်ခဲ့တယ်သူတကိုးတွင်းခဲ့ပြီးတော့အဲ့မှာအဲ့နောက်ပိုင်းနေအဲ့ City ကိုနိုင်လိုက်ပြီးနောက်ပွဲ9ပွဲဇက်လာမသိကျွန်တော် record တင်ခဲ့ရတာပဲဒီ Crystal Palace နဲ့ကန်တဲ့ January 18ပေါ့အဲ့ပွဲပြီးသွားကြမှာသူ့ရဲ့ goal contribution ပေါ့goal assist ရောပေါင်းပြီး100ပြည့်ခဲ့တယ်ပေါ့အဲ့ဒီမှာသူကန်ဆိုးခဲ့ရတယ်ပါတယ်ဗျသူရောက်လာပြီးနောက်ပိုင်းမှာအတင်းကခေါ်ယူမှုတွေပါရမ်းမိုက်သူဒါတကယ် leader ကောင်းနေနဲ့တွဲခဲ့မှဆိုရင်သူကတော်တော်ကောင်းတဲ့ player ဖြစ်ခဲ့မှာအခုကသူက leader ပြန်လုံးရမယ်လို့ဆိုတော့သူကလွတ်လပ်သူက shine ဖြစ်ချင်တယ်လို့လွတ်လပ်သူကစားပြီးတော့သူ့ရဲ့ idea ကြီးအစမ်းတက်တွေကိုသူကထုတ်ချင်တယ်လို့သူများထက်ပို့ပြီးတော့ quad တွေးပြီးတော့သူများထက်လောက်သူများထက်မြောင်တွေးရလို့အဲ့လိုလူနဲ့တွဲတိုင်းအရန်ကောင်းတဲ့ player တွေနဲ့တွဲတိုင်းသူကတော်အောင်မြင်မှာဒါပေမဲ့အတင်းမှာငဒူရင်းနဲ့တွဲကန်တဲ့အတွက်သူလောက်တာကြီးကစောက်ပေါ်ဖြစ်သွားတာပေါ့အဲ့ဒါကြောင့်လည်းပါတယ်ပြီးတော့သူမလုံးတဲ့အောင်လည်းဆက်လုပ်နေခဲ့ပေါ့အဲ့ဒီအချိန်ကြီးကလုံးဝသူက hero ကျွန်တော်တို့တော့လုံးဝ hero ပဲမရှိမဖြစ်ပဲ
တရားဒီမှာ United အသင်းအတွက်119ကျ chance creation လုပ်ပြီးနေတယ်အဲ့ချိန်တုန်းကတရားဒီတဲ့အလောက်လုံးနဲ့ first time player ဖြစ်စံချိန်ထပ်ချိုးတယ်အဲ့ဒီဟာဒီမှာကျွန်တော်တို့အဆင့်3နဲ့ပြီးခဲ့တယ်ပြီးတော့ Champions League နေရာဝင်ခဲ့တယ်ပေါ့အဲ့ဒါလည်းသူ့ရဲ့ကဲတင်မှုကြောင့်မကျွန်တော်ပြောမှာပေါ့အဲ့နှစ်ဒီမှာတော့သူကဲတင်ပေးခဲ့တာပါနောက်တစ်ခုက Africa Final ကန်အဲ့နှစ်မှာ Man City နဲ့တွေ့ရအတူတကိုးသွင်းခဲ့ပေမဲ့ကျွန်တော်ရှုံးတယ်record တော့မရခဲ့ဘူးပေါ့ဗျာအဲ့နှစ်သူရတဲ့တခြားသူရတဲ့မှာသူ vice captain ဖြစ်လာတယ်ပေါ့2023သူရစပြီး2023မှာမကွဲရ second captain မှာ vice captain မကွဲရ first captain မှာသူ captain ဖြစ်ပြီးတော့နောက်ပိုင်းနှစ်တွေမှာသူစောတော်ရုန်းကန်နေရတယ်သူတော်တော်ခက်ခဲသွားတယ်အဲ့နောက်ပိုင်းမှာသူစပြတ်တာသူအဲ့မှာတော်တော်ကြာကြာအချိန်တော်တော်ကြာကြာတိမအောင်မြင်အဲ့လိုမျိုးချိန်ဆွမ်းတော့မမှန်တော့အဲ့လိုပြစ်တင်မှုတွေအရန်ခံလာပြီသူအဲ့ချိန်မှာသူ့ရဲ့ leadership skill ကိုလည်းသူ့အရန်ဝေဖန်လာကြတယ်သူ leadership ကြောင့်မဟုတ်လားညင်းခုန်နဲ့ fan ချမ်းကွဲသွားတယ်သူ leadership ဟုတ်လားဆိုတာဘယ်သူမှအဖြေမထုတ်နိုင်နေဘူးအဲ့တော့ဝေဖန်တဲ့နေရာတော်တော်ကျဲလာပြီပေါ့ပြီးတော့2022-23မှာကဘာတစ်ခုလုံးမှာ player တွေထဲမှာမိနစ်အများဆုံးကစားသမားမိနစ်အများဆုံးကန်ရ player တယောက်ဖြစ်လာအဲ့တခုကိုကျွန်တော်ကြိုက်တယ်ဘရူနိုဘယ်တော့မှတန်ရမရဘူးတပွဲလုံးနဲ့သူစူးစမ်းနေတယ်သူ့ရဲ့ stamina စိတ်သက်ဒါမျိုးကျွန်တော်ကြိုက်တယ်ဒါပေမဲ့သူ leadership skill မရှိတယ်ဒါဝေဖန်ခြင်းရပါသူတမှုချင်း skill မှာသူပြောကြမရှိဘူးသူတလူလက်ကြားမဲ့လူအတင်းကိုအရင်မထပ်ဖို့ပေးတာလူဆိုရင်သူလွတ်နဲ့သူပြောရှင်နဲ့သူကသူ့လုပ်နေမယ်လို့ဒါပေမဲ့ captain တော့ပေးတဲ့ပုံမှာသူနဲ့မလိုက်ဖက်တဲ့ captain သူ့မှာလူကြောင့်မအရေးချင်းပါလာပြီးသားပြဘယ်နေရာမှာကောင်းတယ်ဆိုတာသိရမလားသူနဲ့မလိုက်ဖက်တဲ့နေရာကြီးမှာပေးတာကြီးတို့အတင်းအုပ်ချုပ်ခံခြေစွမ်းကောင်းတာတစ်ခုနဲ့ leadership ကိုအတင်းထိုးပေးပြီးတော့မဖြစ်နိုင်တဲ့နေရာကြီးကိုတိုးပို့ခိုင်းနေရတော့ဒါသူ့အတွက်ခက်ခဲဆိုတော့တင်းအတွက်လည်းခက်ခဲသွားတယ်အဲ့လိုဖြစ်သွားတယ်တော့ကျွန်တော်ခံယူမိပါတယ်ပြီးတော့သူ United ကိုချစ်တယ်ဆိုတော့ကျွန်တော်ယုံတယ်United သူကောင်းဆုံးကြိုးစားပြီးနေဆိုတာယုံတယ်ဒါပေမဲ့သူenough ဖြစ်လာမဖြစ်လာပဲကျွန်တော်စဉ်းစားမယ့်အပိုင်းရှိUnited ကိုချစ်တယ်ဆိုတာ no doubt ပဲဘာဖြစ်လဲဆိုတော့သူ့Saudi Pro Club Al Hilal ကနေပြီးတော့ပေါင်တန်းတရာနဲ့လာကန်လန်းနေသူချက်ချင်းညင်းတာပြီးတော့အဲ့ Al Hilal ကိုညင်းလိုက်ပြီးတော့အချိန်မှာသူပြောခဲ့တယ်က Manchester United နဲ့သူမပြီးပြတ်သေးဘူးပေါ့သူလုံးဝမဲ့အလုပ်တွေ Manchester United မှာအများကြီးရှိတယ် United ပေါ်သူတာဝန်မကျေသေးဘူးအဲ့တော့ကျွန်တော်ညင်းတာ United ပေါ်မှာဆက်နေမယ်ဆိုတော့အဲ့စကားနဲ့အဲ့ attitude ကိုကျွန်တော်ရမ်းကြိုက်ပါတယ်အတင်းတော့ဒီလိုမျိုး player ရဲ့မများလို့တာပေါ့အခုအချိန်ကြီးဆိုရင်သူ့ရဲ့United နဲ့ရခဲ့တဲ့individual prize တွေပေါ့အဲ့ဒါကြီးSambasပြီးသူ့ play of the year 3ချိန်သူတီတူရခဲ့ပေါ့Sambasပြီးplay of the year ထိုက်တယ်မှာကျွန်တော်တို့ဒီကီယာတော့ထိုက်တယ်ငယ်ဒီကီယာတိုက်ကိုယူပါဒီကီယာတယောက်တည်းကိုဂျုံထွက်နေအဲ့ဒီတော့ဘရူနိုရခဲ့တဲ့တော့ဘရူနိုတယောက်တော့ဂျုံထွက်နေကျွန်တော်တို့မှာ team work နဲ့ကောင်းလာမမြင်ရကျွန်တော်နှစ်ပေါင်းနှစ်ချုံနေပါအမိုရင်ရှိနေတဲ့အပေါ်မှာကျွန်တော်နည်းနည်းတော့ confident ဖြစ်မိတယ်သူ့ဘာကြောင့်လဲဆိုကျွန်တော်အောင်မြင်မယ်ပြောမအောင်မြင်ဘူးပြောသူနဲ့ကျွန်တော်ဖိဒီ manager ကျွန်တော်တို့ right manager လို့ကျွန်တော်ထင်တယ်ကျွန်တော်ဖိနေရပေါ့လုံးတိုင်းမှာကျွန်တော်အားရမှုရှိတယ်အဲ့အတွက်ကျွန်တော်အမိုရင်ကိုကျွန်တော် hopefully ပေါ့ကျွန်တော်ထင်ပါတယ်
every country မှာနောက်ဆုံးရသွားတဲ့ record တစ်ခုလည်းသူမိသွားတယ်တဲ့ကျွန်တော်ဖတ်ရတယ်ပြီးတော့ Leicester ကို3-0နဲ့ကျွန်တော်နောက်ဆုံးနိုင်ခဲ့တဲ့ပွဲမှာသူရဲ့ပွဲ250မြောက်ပေါ့အဲ့ပွဲထားကြရပြီးတော့တရားဂျာလီတစ်ခုထဲမှာ3ချိန်အနီးကပ်ထိရကျွန်တော်ရဲ့ Vidic ကျွန်တော်ရဲ့ fighter Vidic ပြီးတဲ့နောက်ပိုင်းမှာသူပထမဆုံးချိန်ပဲသူမှအဲ့ဆွဲ record တွေလည်းရှိရကောင်းတဲ့ record တွေလည်းရှိရနောက်ဆုံး record အနေနဲ့ဟိုနေ့ association နဲ့ပုံမှန်သူ hat trick တွဲတယ်ပေါ့အဲ့နောက်ပိုင်းသူဆွဲလိုက်ကောင်းလာပါတယ်လက်ဆန်တဲ့ပုံမှန်ထပ်ပြီးကောင်းတယ်သူဖြတ်တန်းလာတဲ့တန်းတစ်လျှောက်ကိုကျွန်တော်နေ့အစဉ်လိုက်ကျွန်တော်ပြောသွားခဲ့တာဖြစ်ပါတယ်အခုသူ့ကစားပုံနဲ့ပတ်သက်ပြီးကျွန်တော်ပြောကြတာပေါ့ဗျာကဲသူ့ရဲ့ကစားပုံနဲ့ပတ်သက်ပြီးကျွန်တော်ဆက်ဆွေးနွေးကြပါဦးသူ့မှာအတချက်တွေတော်တော်များတယ်ဗျသူ့ရဲ့ကစားပုံမှာဆိုရင်သူ attack midfielder ညမှာဆိုရင်သူဘောလုံး control ပိုင်းနဲ့ရတယ်သူကပြီးတော့အမြင်တမ်းရှိတယ်ပြီးတော့ risky pass တွေလည်းသူပေးနိုင်တယ်သူမထိကြမှုလည်းရှိတယ်ဘောလုံးကိုဘက်က loss ဖြစ်သွားပြီဆိုရင်သူ recovery ပြန်လိုက်တော့မှစူးစမ်းမှပန်းစားနေသူball retention ဒါမှမဟုတ် ball recovery ပြန်ရအောင်သူအားလုံးမဘုံပြတ်သွားပြီတစ်ချင်းသူနေကြမချတယ်သူမှအဲ့စိတ်သက်ရှိတယ်ဒါပေမဲ့သူဆုံးဖြတ်ချက်လောပြီးတော့မှပြန်လိုက်လို့သူပုံပင်မှန်းတာပေါ့ပြီးတော့ခိုင်ကြရင်သူမလို့တင်မဲ့လောလိုက်ရကျွန်တော်ဘုံပြတ်သွားတစ်ချက်လေးတော့ဘုံကင်ညာပြီးတော့အခုလူနေရာယူအောင်စောင့်မယ်ဆိုရင်ကျွန်တော် better chance တွေရခဲ့မှာအများကြီးပဲအဲ့သူညံ့ခဲ့နှစ်တွေတော့ပါပေါ့အဲ့ချက်တွေတော့သူ့မှာလိုတယ်ဒါပေမဲ့သူကသူ့ချက်မှာနောက်တစ်ချက်ကျွန်တော်ပိုင်နေမှာသူကတော်မင်းများသူ့ပိုင်နေကိုတော်တော်လေးထားပြီးကြည့်ရသူကန်တဲ့ဘက်နဲ့တစ်ဖက်တစ်ဖက်ကမှစဉ်းစားနေအမြဲ opposite ကြီးပဲဘယ်လိုမှဘာအဲ့တော့ထူးခြားချက်တစ်ခုပဲကျွန်တော်most of the goal မှာပေါ့ most of the ပိုင်းနေ goal မှာ Bruno ရဲ့ opposite side တွေပဲဒီကောင်ကန်တာဖြည်းဖြည်းလေးနော်ပိုင်းနေဒီ goal မှာသာနေရာယူမှတ်မဲ့ဆိုရင်အဲ့ goal ကိုအဲ့ goal sorry goal မှာနေရာယူမှတ်မဲ့ဆိုအဲ့ goal ကမိရဘာလို့ပိုင်းနေကန်တူရန်အားပြော့တယ်သူများတော့ atomic ကန်တဲ့ player မဟုတ်ဘူးသူများတော့ဟိုဘောတက်အောင်ကန်အားပြင်းကန်ဘယ်လိုမှဖမ်းခံတယ်အဲ့လိုမျိုးတွေးကြမှာသူကတော့ဒါပေမဲ့သူ့ရဲ့စဉ်းစားပုံနဲ့ကိုယ့်ဘက်ကိုယ်မှစဉ်းစားပုံနဲ့ opposite ကြီးပဲမြင်ဖြစ်သူကန်ကောင်းတာပဲလားဒါမှမဟုတ်သူ့ရဲ့ကိုယ်မှကိုဖြတ်ကိုယ်မှတွေးအတွေ့ read လုပ်နိုင်တဲ့စွမ်းအားပဲကောင်းတာဘာလဲမသိဘူး Bruno ပိုင်းနေတဲ့ပတ်သက်ရတော့ရစိတ်ချအဲ့ဒါသူ့ရဲ့အားသာချက်အကြီးဆုံးအားသာချက်တစ်ခုပြီး free kick တွေပိုင်းနဲ့သူ skill ကောင်းပါတယ်တော်ကောင်းတယ်ပြီးတော့ movement တွေမှာကောင်းတယ်ဒီခိုင်တဲ့သူမထင်လို့သူအခုနောက်ပိုင်းအမော်ရင်းနဲ့ကစားတဲ့အချိန်မှာဆိုသူ manager ကို follow လုပ်တယ် manager suggestion လက်ခံတယ်ပြီးတော့သူကစားခိုင်းတဲ့တိုင်ကစားတယ်သူကဒီခိုင်တဲ့သူကအဲ့အချိန်မှာသူကစားစီခြင်းတဲ့အတိုင်းသူကစားတော့သူအဲ့တောင်ဝင်ကြီးရဲ့အတွက်သူပို့လောက်တာတွေကပို့ပြီးတော့မှကောင်းတဲ့ချိန်တစ်ခုရောက်လာပေါ့သူအတွက်ဟိုနေ့ကတော့သူ deep midfielder ကစားနေနေသူနောက်ဆုံးကိုရသွားတယ်ဘုံမှာသူပြေးတက်သွားတယ်သူဘုံမှာလုံးတယ်အလုံးတက်ကွဲပြီးတော့သူကအဲ့နေ့ကရှစ်တက်သွားရတော့ဟိုဘက် player marking တွေအကုန်လုံးကုန်တယ်သူ့ကိုမထင်ထားဘူးအဲ့လိုမျိုးပေါ့ manager ခိုင်းတဲ့အလုပ်ကိုပုံလုပ်ပြီးတော့သူတို့ကူညီပေးရပိုထိရောက်မယ်လို့ကျွန်တော်ထင်တယ်သူတယောက်တည်းစိတ်ချတာတွေလုပ်နေမယ်တူconfidence ပိုရှိလာမယ်ဆိုရင်သူကဘာအကောင်းဆုံးတော့မှန်လို့ရ player တယောက်တည်းမှာပါဒီခေတ်နေထားမှာ Ronaldo after Messi နဲ့ Ronaldo နဲ့ပြီးသွားရင်နောက်ပိုင်းမှာပေါ့ after Messi Ronaldo ပြီးသွားရင်နောက်ပိုင်းမှာ Ballon d'Or က ပြောအရင်ခတ်သွားတယ်အဲ့ဒါ
funny အားလုံးလည်းသိပါတယ်ဘယ်သူရောက်မယ်ဆိုတော့ခံမလို့မရအရင်တော့လို့ပဲကူနေခင်ပေါ့အခုကအဲ့တော့ Bruno မှာမျှော်လင့်ချက်ရှိတယ် Bruno က environment Manchester United မှာဒီနေ့ကျွန်တော်အပြောင်းလဲအများကြီးလုံးမဲ့ United မှာကောင်းတဲ့ player ရောက်လာပြီးကောင်းတဲ့အစုအဖွဲ့တစ်ခုရပြီးတော့ Bruno ပန်ပိုးပေးမယ် Bruno ကအကောင်းဆုံးချိန်ဆွဲပြမယ်ဆိုတော့ Ballon d'Or ထိပါမြော်မှန်းနိုင်တဲ့ player မျိုးပါဒါ Bruno ရဲ့အားသာချက်ပါကျွန်တော် Bruno မကြိုက်တဲ့အချက်ပုံနေပြောလို့ Bruno ကဘယ်စိတ်ထိရောက်နေတဲ့ player ဆိုရင်ကျွန်တော်ခံမှန်းမိတယ်ဒါပေမဲ့သူ့ရဲ့အသက်အရွယ်နဲ့သူကြံတဲ့အချိန်နဲ့အခုကျွန်တော် United မှာရှိနေတဲ့ squad နဲ့ဒါကြောင့်မို့လားကျွန်တော်သူ့ဘာမှဖြစ်လာနိုင်တော့ဘူးဆိုကျွန်တော်ခံမှန်းခဲ့ပါရှင်းပါနောက်ဆုံးပိတ်နေတဲ့ကျွန်တော်တို့X player ဟိုရပြော comment လေးပြီး ranking နဲ့ဖြစ်တဲ့ပြဿနာအမှသူပြန်ဖြေခဲ့ဟာ ranking သူဆွဆွဲခဲ့ဟာသူ့တော်တော်များများ nice comment တွေပေးရပြတော်တော်ကိုယ်တွေ့တာအားမရတဲ့ player လို့ဖြစ်နေဘာကိုယ်တင်းအကြရှုံးနေအောင်အားမရတာပေါ့ဒါပေမဲ့တခြား manager တခြားအတင်း supporter တခြား player ရကြည့်မယ်ဆိုရင် Bruno ကကောင်းတဲ့ player တော်တော် Bruno ကအတင်းကြီးတဲ့ရောက်တဲ့ player ပေါ့ Real Madrid နဲ့ဝစားနိုင်တဲ့ player သူက top ကမ္ဘာထိပ်တန်းအဆင့်မှာရှိတဲ့ player တယောက်ပေါ့သူ့အဲ့လိုတမန်ကြအကုန်လုံးကတော့ Pep Guardiola ဆိုသူ့ရဲ့ဖန်တီးမှုစွမ်းရည်ကအယမ်းမြင့်လွန်နေတယ်Bruno ရဲ့အကြောင်းနဲ့ပတ်သက်ပြီး comment ပေးရမယ်ဆိုသူ့ရဲ့ assist သူ့ရဲ့အမြင်ကအရန်ဖြန့်ကျက်နိုင်တယ်ပေါ့အဲ့ဒါ Pep Guardiola သူ့ comment ပေးသွားတယ်သူ United လောက်ကြရှုံးနေတာကွာ United ကိုသူပြစ်ထားခဲ့ sorry မတသေးတော့လို့ရတယ်သူ career မှာ United မှာလို့ဆိုင်ခံပြီးတော့သူမဖြတ်တော့သူမှအဲ့လိုတာဝန်ယူစိတ်တော့အတင်းကိုချက်တဲ့စိတ်တော့ကျွန်တော်အပြည့်တွေ့ရတယ်ကျွန်တော်ရမ်းချကြည့်ပါတယ်အဲ့လို player တွေကျွန်တော်တို့များများလာပါစေပြီးတော့ manager နဲ့တသားတည်းဖြစ်ပြီးတော့ manager ရဲ့အတူတူလှုပ်တဲ့ player တွေများများရောက်ပါစေလို့ပဲဆိုသူတောင်းတယ် Bruno ကဘာလို့တမ်းမယ်ဒါပေမဲ့သူ့ဘယ်သူမှမကူညီနိုင်ဘူးသူ့ကူညီဖို့နေတယ်သူတို့မမောင်းအောင်တိုင်ပတ်နေရလူတွေဆိုတော့ကျွန်တော်တို့တင်မှာအဲ့လိုခက်ခဲတွေရှိပါတယ်သူကျွန်တော်ပတ်သက်ပြီးတော့နောက် social ပြောရတာBruno ရဲ့ play style ကpost score နဲ့ video နှစ်ယောက်ပေါင်းတဲ့ play style နဲ့တူပါတယ်ပေါ့နှစ်ယောက်လုံးမှာရှိတဲ့အရေးချင်းတွေ Bruno တယောက်ထဲမှာပဲရှိပါတယ်ပေါ့တော်တော်ကောင်းတဲ့စကားပါမှန်တယ်လူမှာရှိတဲ့အကောင်းတဲ့ချက်တွေနှစ်ယောက်လုံးမှာရှိတဲ့အကောင်းတဲ့ချက်တွေဒါပေမဲ့Bruno မှာမရှိတာကြ consistent ဖြစ်တဲ့ဟာနဲ့ပြီးတော့ Bruno around မှာ consistent ဖြစ်တဲ့ player တွေအများမရှိခြင်းဒါ Bruno ဒီဆက်မှာရက်နေရေးခဲ့ဟိုကျွန်တော်ထင်ရတော့ midfielder ထဲမှာဆိုတော့တော်တော်ကိုးသွင်းတဲ့ player ကိုပြောလို့ရတယ်လက်ပတ်နဲ့နိုင်ရှင်ချင်းခံရတယ်ဝေဘန်နာရဲ့အကြောကျွန်တော်ရဲ့အဓိက X player တွေပေါ့ဒါကလည်းတင်းတိုက်ရှုံးနေပုံမှာသူစိတ်တွေနဲ့သူတို့မန်တွေနဲ့ပြောပြီးတော့မခံနိုင်တော့ဘူးသူတို့တိဆောက်လာတဲ့အရာတခုကိုသူရိုက်ချိုးနေမြင်တော့ ranking ပြောနေတာတဲ့တော့ပြောနေတာ ranking တော်တော်များများပြောပါတယ်ဒါပေမဲ့ Bruno ကသူ့ရဲ့ခံယူချက်မှာ captain ကအရာပဲတင်းမှာတင်းသားတွေဒီတယောက်လည်းဒဏ်ရာကြီးကအတီတူရမကောင်းညံ့နေရပုံမှာသူ့တာဝန်ရှိရထင်လို့ကျွန်တော်သူ့ကို blame ဝိုင်းလို့ကျွန်တော်မြင်ပါတယ် Bruno မုန်းလို့တော့ကျွန်တော်မထင်ဘူးအဲ့ဒီranking ပြောရတဲ့မှာ body language ပေါ့အဲ့ဒီ Bruno ရဲ့ body language Bruno ရဲ့ body language နဲ့ဘုံကသားမှာတောက်တတာမရှိဘူးပေါ့သူ့မှာ frame ရတယ်သူကဘောလုံးဦးနိုင်တဲ့ player မဟုတ်ဘူးကောင်းရှင်းတိုက်တာပဲဖြစ်သူများနဲ့ရှင်းလို့ရတယ်ဖြစ်သူ့ရဲ့ body language ကလိုအပ်မှုရှိနေပြီးတော့ emotional reaction သူ့ရဲ့ရုပ်တရက်ဖြစ်လာတဲ့ emotional ဟာကိုသူထိန်းချုပ်နိုင်တဲ့လူမဟုတ်ဘူးတစ်ချိန်လုံးစင်နေတာချင်းဝုန်းဆိုထားလို့လိုက်တယ်အတင်းကိုဘေးမှာလူပွင့်နေလားအတင်းလူတွေမောနေပြီလား
ချင်းကြီးမဖတ်တတ်ပဲသူချက်ချင်းရရှိရက်မြန်တဲ့လူအဲ့အတွက်သူ့မှာမှားရင်များသူ့အဝေဖန်ခံရတယ်ပေါ့ရိုက်ကင်းတို့ဂိမ်းတွေပြောတယ်မှာသူကမန်နေဂျာကိုဖားတယ်ပေါ့မှားတယ်ပေါ့ဗျာမှားပြီးတော့နေရာတနေရာကိုမြဲရောက်ယူတယ်ပေါ့ကျွန်တော်အဲ့တော့မထင်တော့ဘာလို့လဲဘရူနိုထိုးကျွန်တော်ဘယ်လိုထင်လဲ no one ဒါပေမဲ့ကျွန်တော်လည်းစိတ်ခဲ့တယ်မပါဘူးဘာလို့လဲဆိုတော့ဘရူနိုစူပါမန်ကမိနစ်90မိနစ်150ပဲကန်သူပွဲတိုင်းအစအဆုံးပွဲလုံးနဲ့ပြေးနေအဲ့တော့ကျွန်တော်ဘက်ကသူ့ရဲ့ best out of him မထုံနိုင်တော့သူတပွဲကောင်းမယ်နှစ်ပွဲကောင်းမယ်နောက်ပွဲပြိုင်းလာရင်အဲ့မှာပြိုင်းတာရောအဲ့ပွဲမှာညံ့တာရောညံ့ရှုံးသွားတော့စိတ်တက်ကအောက်ဆုံးလေးကိုထိုးဆင်းသွားလူတူပြည်တယောက်ကပင်မန်းလာပြီးအဲ့ချိန်မှာအစင်းရဆရာကြီးနဲ့ကြုံသွားတဲ့အချိန်ကျရင် motivation အဆုံးဦးအောက်ဆုံးလေးကြာသွားတယ်အဲ့ချိန်ကျရင်ပြန်ခေါ်ရအရင်ခံဘလူးချိုင်းမှာခဏခဏဖြစ်ခဲ့ပြီးပါတယ်ဘရူနို rotation လုံးမဲ့ player ကိုရနက်မေဆန်မောက်ရောင်းစားနံပါတ်9ဝစ်ပြီးတော့ဘခိုင်းမှာဝစ်သွားရှော်နေတယ်ထင်တယ်တခါမှမတွေ့ရအောင်နံပါတ်9နဲ့စောက်ဖြစ်လည်းမရှိဘူးစောက်လို့လည်းမလုပ်တော့ဘူးအဲ့လောက်တည်းရနေတယ်ဒီမင်းဝင်မရှောက်ဘူးလားကျွန်တော်တို့ဒီကောင်းနေရာမျိုးမှာဆိုရင်ဒန်ရနေတော့ကျွန်တော်အနာခံပြီးကန်လိုက်တော့မယ်ရှေးဖွဲ့ပဲဖင်ခံကျွန်တော်စောက်မဆိုင်တော့ဘာဖြစ်လဲဆိုတော့ဒီ United fan ကိုကျွန်တော်မင်းကအရန်ပူနေသူအတင်းမချစ်တော့ပေါ့အဲ့တော့ training ပြန်လိုက် software ပြုံးနေရတယ်United အတွက်ဘာခံယူကြမှမရှိဘူးလာတဲ့အောင်ဒန်ယာနေမထွက်နိုင်ဘူးလားပြုံးတိမှမရှိဘူးပြီးတော့နံပါတ်9ကြီးနဲ့ကံမကောင်းခဲ့လို့ဒန်ယာရခဲ့ပါရဲ့ဆိုပြောနေရင်တော်မှကျွန်တော်ဆိုနံပါတ်9ကိုပြန်ပေးတယ်ထိုက်တန်တယ်လို့ပေးလိုက်မှာကျွန်တော်လည်းမထိုက်တန်သေးပါဘူးဒါကျွန်တော်နံပါတ်9ကြီးထိုင်ပြီးဒီတရားကြီးပဲရတယ်ကျွန်တော်ရှက်လုံးလို့ကျွန်တော် funny ပြောမှာကျွန်တော်မျက်နှာပူလို့မျက်နှာပြောင်းတိုက်လို့လားမယူရကောင်လေရှက်မျက်နှာပြောင်းတယ်မကွဲရ fuck ငါ hate this player ကိုပြပါဆိုမကွဲရတယောက်ပါပဲ so bad in the past until now ကျွန်တော်ဒီကောင်ပါရဲ့ပွဲတော့စိတ်ပူနေတော့မယ်ပူတဲ့အတိုင်းပဲကျွန်တော်ဒီကြားမှာဒီ software လောက်ဝါရှိသေးတယ်ဒီကောင်ဘယ်တော့မှကျွန်တော်တင်ဒီကောင်နဲ့ top 1 2 3မှာနေလို့မရနေလဲဆင်းပါပဲကိုယ်မဟိုမှာဒီအမှပဲဒီကောင်ကြောင့်ဒီကောင်လိုက်ကပါလုံးဒီကောင်ဖာနေရကြောင့်ကိုယ်မလည်းမှားနိုင်တယ်အကုန်လုံးမှားနိုင်တယ်ဘာလို့ကျွန်တော်တင်ပါရုံချင်မှုမရှိရဘယ်သူတော်ရုံချင်မှုဒီကောင်မယုံဘူးဆိုတာတင်တိုင်းခံစားမိဒါပေမဲ့ဟိုဒီခက်မှာကြောင့်မကောင်းမပြောရဲကြတော့ဖြစ်သွားတယ်ပြီးတော့သူအင်္ဂလိပ်လည်းဖြစ်နေတဲ့အပေါ်မှာအင်္ဂလိပ်မီဒီယာနဲ့သူတို့ကကာဗာဖြစ်ပြီးလွတ်နေတဲ့ player တွေပေါ့ကျွန်တော်သာဆိုရင်ကျွန်တော်အုပ်ချုပ်ခွင့်ရမယ်ဆိုမကွဲရပထမဆုံးနေ့တန်းရှိတဲ့ရောက်လာပြီးနောက်နေ့တန်းနဲ့ပြန်ရောင်းတယ်ဘာလို့လဲဆိုတော့ဒီသူ့လို player ကိုကျွန်တော်ကိုင်မဲ့အတင်းမှာ wish မလုပ်နေဘူးအချိန်ဘာလို့လဲဆိုတော့ဆာလာပရီးမီးယားလိအတင်းမှာအခုကအမြန် player ကြီးပဲတုံးတာဒီကောင်ကန်လို့ရမယ့်ပွဲရှိရင်ဘန်လီရှိတော့ကျွန်တော်ဘန်လီအမြင့်ပွဲကြရမယ်ဘန်လီကအဲ့လိုပြေးရကောင်မရှိဘန်လီလို့ရက် choice နဲ့ဒီပွဲနှစ်ပွဲအတွက်ပဲသူတုံးလို့ရမယ်သူဆိုရ player အတင်းနဲ့မှာဒီကောင်ကိုကျွန်တော်ထင်တယ်နေရာအမြဲတမ်းရနေမယ့်ကောင်ကျွန်တော်မထင်ဘူးဒီမှာအမြဲကြိုက်တဲ့အတင်းမကြည့်မင်းကိုမျက်စိမိတ်ပြီးလိန်တော့သူတို့အားလုံးဒီတိုင်းပြေးဝိုင်းတော့မင်းလိုက်တားနိုင်မယ်ကောင်မဟုတ်မင်းမှာ pace မရှိဘူးဘောလုံးအမြင်မရှိဘူးပြီးတော့ pressure ကိုတွန်းကန်နိုင်ဇွမ်းလည်းမရှိဘူးသူ့ဝိုင်းမင်းတွေတိုင်းပြောနေဆောက်တွဲပို့လို့ပုံမှန်မင်း professional player မဟုတ်တာမင်းရောက်လာတော့မင်းကန်ကောင်းသွားပြီးတော့မင်းဒီဘွားရောက်နေတာမရှင်ရဲ့ဘောမရောက်ဘူးဆိုရင်မင်းကလက်စတာကနေထက်ဆင်းသွားဖို့ရှိတယ်အတင်းအခုဆိုပထမတန်းတင်းမှာရောက်နေရမယ်ပေါ့ရိုက်ရောက်နေလို့မင်းတပွဲတလေကောင်းခဲ့ရပါညာအဲ့ဒါမျိုးလာမပြောနဲ့အဲ့လိုတပွဲတလေကောင်းခဲ့ရမျိုးဆိုရင်မင်းထက်ကောင်းတာငါအခုရင်တော့ West Brom ကို share မင်း
သူတို့ချိန်ပြားမှမမီနေဘူးဟိုက final verdict ကိုမပြောသေးဘူးနော် what's wrong Oshia နောက်ဆုံးက Silverster ချိန်ပြားတော့မမီဘူးမင်းပါလေအဲ့ဒီဟိုပြီးတော့ captain လုပ်ခဲ့တဲ့အချိန်မှာကျွန်တော်သူရမ်းမုန်းခဲ့ဘာအတက်ပြတ်နိုင်မပြောဘူးဟိုပြီးတော့သူစောက်ပြတယ်သူမပြောဘူး captain တယောက်ဖြစ်ပြီးမရှက်ဘူးဗျာဒီဝိညာဉ်ကမျိုးကျွန်တော်မှားတော့ကျွန်တော်သူမှားခဲ့ရကြီးပဲနော်အမားဆုံးကသူ captain ကအမားဆုံးလည်းပဲစောက်ရှက်မရှိဆုံးလည်းသူဖြေနေရစောက်တလွဲကြီးပဲပြီးသူ့အစားကျွန်တော်တို့နားထောင်မင်းနေရရှက်နေအတင်း captain ဖြစ်ပြီးတော့အဲ့လို attitude နဲ့ကောင်ဟိုအောက်ချုံနေတဲ့အတင်းဘယ်လိုတွားပြီးကျွန်တော်တို့ကထိတ်ကြောက်မျိုးလို့ရအောင်ပါလေအဲ့တော့ဒီကောင်အရင်ဆုံးထုတ်ရမှာအခုထိဒီကောင်မထုံနိုင်ဘူးပြီးတော့လူမရှိရဲ့ပုံမှာလူထည့်တုံးနေရလို့ထည့်တုံးရင်အတင်းကဘာမဟုတ်တဲ့ကိုယ်ပေးရပြီးတော့ဒီကောင်ဆိုကာဗာလုပ်နေနဲ့အတင်း motivation ကပြန်ပြီးတော့ကြပြန်ခေါ်ပြန်ကြပြန်ခေါ်ဒီကောင်နဲ့တက်လေနေတော့နှင့်ကြတယ်အဲ့ဒီကောင်က please ကျွန်တော်တွေ့ထုတ်ပေးဒီကောင်မရှိမှကျွန်တော်ရှေ့ဆက်လို့ရအတင်းဘက်ကမှထားမယ်မလားထားပြီးတော့ပရီးမီးယားလိဂ်မှာမထုတ်လာနဲ့မင်းတို့သုံးမယ်မလား FA Cup ကားလိဂ်က that's it no more Champions League UEFA Premier League you don't need to touch မကွေးက Premier League မှာမကန်နိုင်ဘူးကန်နိုင်မယ်ထင်တဲ့အတင်းရှင်ခေါ်ဒါပဲကျွန်တော်ပြောချင်တယ်မကွေးရတယ်မဖြစ်ဘူးဟိုပြီးတော့ Bruno ဘေးမှာ leadership ကောင်းတဲ့လူ2ယောက်3ယောက်နဲ့ Bruno နဲ့တွဲလုံးမယ်ဆိုအဆင်ပြေမယ်လူတွေရရှိ skill လည်းကောင်းလာမယ်အတင်းမှလည်းဒူတန်လူတယောက်တည်းနဲ့ leadership လုပ်နေတာကိုဆက်ပြေဘူးကျွန်တော် Bruno တခိုင်းကျရင်မချိုက်တဲ့ချက်တွေလည်းအများကြီးဗျကျွန်တော်ရင်တော့ကျွန်တော်ဆဲခဲ့တယ်မှာကျွန်တော်လည်းအများကြီးပါတယ်ဟိုအကုန်တော့မတူနိုင်ဘူးပေါ့ဒါပေမဲ့ဟို ranking ပြောတဲ့အချက်တွေမှာကျွန်တော်ချိုးချက်တွေလက်ခံနေဗျဘာလို့လဲဆိုတော့ranking လို့တတ်မှတ်တာကျတော့သူခင်မှာကျတော့ဟိုဝင်းဝင်းကြီးဗျာ social media ကမကောင်းဟိုပြီးတော့စိတ်သက်ဒီမန်နေဘောလုံးကိုယူသွကြရဒီခင်နဲ့တော့ညှိလို့မရဘူးဒါတမျိုးပြီး ranking လို့ခင်မှာကျတော့ captain စိတ်ရှိရလို့အတင်းကိုတကယ်ချက်တဲ့ player ဆိုရင်အတင်းကဘာဖြစ်လဲသူတောင်းဝင်မယ်အတင်းက player ကိုနဲ့တွဲကြတဲ့ player မကောင်းရင်လည်းသူတောင်းဝင်မယ်အတင်းကရှုံးရင်လည်းသူတောင်းဝင်မယ်အတင်းမှာပြဿနာဖြစ်ရင်လည်းသူတောင်းဝင်မယ်သူအဲ့လိုခံယူရလို့ဒါပေမဲ့သူထားခဲ့တဲ့စိတ်တဲ့သူတို့ခံယူခြင်းနဲ့ player ကိုတက်မပေးနိုင်ရမယ် player ကိုသူက motivation ပေးရမယ်သူကိုယ်တိုင်စမားနေလို့မရဘူးသူကဟိုလုံးတင်လုံးတိုက်တောင်မလုပ်ပဲနဲ့လိုအတင်းကပို့ပြီးတော့စိတ်ကြောက်အောင်သူ့ဘက်ကစပြီးလုံးတိုက်တာမျိုးဖြစ် ranking လို့တော့ရတယ်ဗျာအတင်းအမြဲနိုင်ရောမဟုတ်ရှုံးတဲ့ခေါ်ရှိရပါတယ်ဒါစိတ်နဲ့မှန်တဲ့ကစားရယ်သူကိုယ်တိုင်ကောင်းကောင်းကစားပြရတယ်ပြီးတော့သူကဟိုလုံးတင်တော်ပဲလုပ်တယ်အမှားဖြစ်စီမဲ့ဟာမျိုး risk ယူပြီးတော့အတင်းတဲ့တော့ motivation ပေးပြီးသူတောင်းယူပြီးဦးစီးနေရတဲ့အချိန်မှာသူ့ဘက်ဆမှားတယ်မလို့ဆိုတော့သူစိတ်ထိပ်ပြီးစူးစမ်းပြီးကန်တယ်သူအရင်ခေတ်တော့ဗျာအာမနာတန်းပြောမယ်ဒီမှာခုဆိုဆဲမယ်ဆိုမယ်ဆောင်းထောင်းမယ်ပေါ်တင်ကြီးပြောမယ်ဗျာဒီခေတ်မှာမရဒီခေတ်မှာငယ်ရဟိုဖင်လောင်နေအားနေဘာမှမပြောရဘူးလောင်နေဟိုခေတ်မှာကျဟိုမကောင်းလို့ social media အမကောင်းတဲ့အပေါ်မှာ attitude တစ်ခုထိတ်ဆုံးမှမြင်ထားတယ်သူမ standard တစ်ခုမြင်ထားတယ်ဘယ်လိုအချိန်မှပဲတခါတည်းမှာကိုပင်ပန်းနေကိုဖီးမလာအဲ့လိုမျိုးအချိန်မှာပြောင်းလဲသွားမျိုးမဖြစ်ပဲနဲ့ standard တစ်ခုမှာပုံတိတ်သွားနေရဲ့အဲ့လိုအတင်းကောင်းဆုံးတယောက်မျိုးစိတ်ဓာတ်နဲ့ ranking ကပြောတာမျိုးဖြစ်ပါပါကျွန်တော် ranking ဘက်ကကျွန်တော်ခန်းစားကြည့်လို့ရတယ်ဒါပေမဲ့ Bruno တော့ကြောက်ဒီခေတ်မှာကျတော့အရန်ပြင်းသွားပြန် Bruno ကစူးစမ်းနေရဟုတ်တယ်ဒါပေမဲ့ Bruno မကောင်းခဲ့ရတယ်တစ်တော့မဟုတ်ဘူးသူမကောင်းခဲ့အချိန်တွေသူမကောင်းဘူးဆိုရင်အဲ့လို၄-၅ လဇက်တိုက်မကောင်းပြီးနည်းနည်းပြန်ကောင်းမယ်မကောင်းအဲ့လိုအချိန်တွေလည်းသူအများကြီးရှိခဲ့ ranking ပြောတာ consistent မဖြစ်ဘူးပေါ့ဗျာဟိုခံယူချက်ကလည်းတခုဆိုရင်ငင်းနေပြုတ်နေမှချက်သူ့အဲ့ attitude တွေလည်းသူမကြိုက်တာဖြစ်မယ်Bruno မှာပြောကြတယ်ကောင်းခွက်တွေမကောင်းခွက်တွေအရင်များတယ်ဗျကျွန်တော်လည်း 100% ကြိုက်တဲ့ player တွေမ Bruno မပါဘူးဟိုမရမယူနဲ့တော့လာထအားလုံးဒီလိုစိတ်တွေမျိုးမရှိဘူး
တိုင်းရှိကိုပြပြညင်းနေတော့ထိုင်နဲ့အားမရတယ်အများကြီးပဲကျွန်တော်တင်ကြရှုံးတဲ့နေရာမှာဒီလို attitude တွေလည်းအများကြီးပါတယ်သူ့မှာကောင်းခွက်တွေကလည်းအများကြီးရှိတယ်အဲ့လိုဒွန်တွဲနေတဲ့ Bruno ပေါ့ကဲကျွန်တော်တို့အစီအစဉ်တွေဆက်လိုက်ကြအောင်You've had some vocal critics in the last couple of weeks. How much does that hurt you, or does it motivate you? I think both. Obviously, it's not nice to hear bad things about you. That's I think no one likes it. But at the same time, it motivates and it makes you feel that obviously it's a lot of things that people think you have to improve, and you have to take it in the positive way, understanding that whatever people are saying, if is there a margin to improvement or not. Obviously, I know you're talking about Roy Keane. As I said it before, I have a huge respect for Roy Keane. I think he was one of the best captains the club had, an amazing player for the club, won basically everything for this club. So is the way he thinks, is the idea he has about me as a player, as a captain, and I have to respect that. Obviously, I do the things in my own way to try to be the best, not captain but person and teammate as I can. I do it every day. I try to be an example in everything I do on the training sessions, on the pitch, in everything I do. But obviously, you know, like not everyone will not everyone will think in the same way. And I respect every opinion of everyone. And as I said, I have huge respect for Roy Keane. And obviously, I accept that there's a lot of margin for improvement in my game, in my leadership, in everything I do, even in my own life. Well, thank you very much, Bruno, for addressing that. And we wish you well for the rest of the season. And congratulations. Okay, နောက်ဆုံးပိတ်လေးနေနဲ့ဒါတော့ interview လေးကြည့်ပြောရတဲ့အချိန်မှာBruno ဖြေသွားတာလေအရင်ကောင်းပါတယ်သူranking ပေါ်မှာလည်းဆင်မဆိုးဘူးပေါ့မှာလည်းတိုးတက်မှုလိုနေရဲ့အကြောင်းနဲ့သူအကောင်းဆုံးကံမဖြစ်ရင်တော့မှတင်းပေါ်ရေးအတွက်အကောင်းဆုံး teammate တယောက်ဖြစ်အောင်ကျွန်တော်ကြိုးစားနေပါတယ်ပေါ့ကြိုးစားကြပါတယ်ပေါ့ကောင်းလို့ပါတယ်ကျွန်တော်ပြောပြပါပြီပဲကျွန်တော်အမြင်အရဆိုသူကကပတိန်တာဝန်ယူယူနေရလို့ကြာသူကအရန်ကောင်းတဲ့ player သူကျွန်တော်တို့တင်အတွက်အများကြီးပေးဆက်ခဲ့ဆိုတာလည်းငင်းလို့မရဘူးအများကြီးနဲ့အခုချိန်ထိတောင်မှသူက record တွေမနေဘူးသူကကျွန်တော်တို့တင်အတွက်မရှိမဖြစ်ဆိုတာလည်းပြောလို့ရသလိုကျွန်တော်တင်အတွက်တမိုးရှိရဲ့ player တယောက်လည်းဖြစ်တယ်ရှေ့ဆက်မှာလည်း Bruno အများကြီးခြေစွမ်းနေပြပြီးတော့ကျွန်တော်တို့တင် carry လုပ်သွားပြီးတော့သူရဲ့ player career မှာကျွန်တော်တင်တဲ့သူတို့အကောင်းဆုံးဆိုရယူသူရသွားနိုင်ပါစေလို့ပဲကျွန်တော်ဆုတောင်းတယ် Premier League ကိုအောင်မြင်မြင်နဲ့ပြန်ယူနိုင်တာပြီးတော့ရပြီးဝိုင်းတော့မှခြေစောထိန်းထားနိုင်တာဒီလိုမျိုးစုဖွဲ့လေးကျွန်တော်တို့ပြန်ရနိုင်ပါစေလို့ဆုတောင်းနေတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်ဆုံးကြရအောင် Really beautifully done. Well, where would Manchester United be? Fernandes smashing header. Prompt and much needed Manchester United equaliser. Numbers. Out to Bruno Fernandes, who drives in number 3. The quality of the pattern on the... Stratford might need some help. He gets it from Fernandes, who squeezes it in! Bruno Fernandes Takes it, scores it, and does the magic again. This time as a scoring substitute. It is Bruno Fernandes, there's another one. Manchester United have 5. Beyond Cavani, Bruno Fernandes! Just when Manchester United needed a flash of inspiration. England has 3 colleagues in the box, Fernandes is one. And that was absolutely lethal. Here's Bruno Fernandes!
Slipped through beyond Jordan Pickford and level. Great save for Bruno Fernandes. Oh, what a strike! What an unbelievable hit from Bruno Fernandes, who smashes that into the back of. Finds the Saka and then gets it back. Fernandes goes for goal! What about that? That is spectacular! And what a goal that is.